အားလုံးပဲမင်္ဂလာပါဆိုတဲ့ကား channel နဲ့ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့မိတ်ဆွေတွေမေးထားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေတချို့မေးထားတဲ့မေးခွန်းလေးကိုလာပြတာပါကျွန်တော်တို့အနေနဲ့ blog တွေမရိုက်ပြတာကြာပြီနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေမပြောပြတာလည်းကြာပြီပေါ့နော်အဲ့ဒါတွေကိုခဏနားထားရတယ်ပေါ့နော်နားထားပြီးတော့ကျွန်တော်တချို့ကိစ္စလေးတွေလုပ်နေလို့အဲ့တော့ဒီနေ့ကတော့ဒီကျွန်တော်ရဲ့ page မှာမိတ်ဆွေတွေမေးထားတာကD5 နဲ့ Visa 4H 2023ရယ်define နဲ့ deeper S07 ပေါ့နော်အဲ့ဒါတွေ compare လုပ်ပေးပါလားဆိုတော့အဲ့ဒါလေးကျွန်တော်လာပြီး compare လုပ်တာပါအခုလောလောဆယ်ကျွန်တော်ကတကယ် accuracy စီးနေရတော့Fox ရဲ့ D5 ပေါ့နော် D5 စီးနေတယ်အဲ့တော့ကျွန်တော်အရင်စဉ်းစားခဲ့မှုတဲ့ကား3စီးပါပဲအဲ့တော့အဲ့ဒါကြီးအကြောင်းပြောပါပေါ့နော်ဒီကားတွေမှာအတွင်ငယ် interior အမိုက်ဆုံးက deeper ရဲ့ S07 ရွယ်စားလဲပိုကြီးတယ်အတွင်ငယ်ချေချေဝန်းဝန်းနဲ့လက်စပိုပါညာအကုန်ပါတယ် interior ဘိုင်းတော်တော်လေးလည်းမိုက်တယ်ဒီ sound system လည်းကျွန်တော် head မှာเนาะဒီခေါင်းမိမှာတက်ခါရဲ audio system တွေပါတဲ့အတွက် interior ဘိုင်းမှာတော့ S07 တော်တော်ကျန်းတယ်နောက်Toyotaတော့ရိုးရိုးရှင်းရှင်းကြိုက်တဲ့လူတွေအတွက်သူအတွက် physical photo တွေအပြည့်ပါတယ်သူရဲ့ပုံစံကအရင်တိုင်းပဲ Toyota လိုပဲရိုးရိုးရှင်းရှင်းပုံစံမျိုးစောက်ပေးထားတယ်D5 ကတော့ဒီနှစ်ခုရဲ့ကြားထဲမှာသူကS07 နဲ့တိတ်မကွာဘူး S07 ထက်နည်းနည်းလေးတော့နှိမ့်နေဘာဖြစ်လို့လဲသူမှာ lag support မပါဘူးအစီ memory ဘာညာတော့အကုန်လုံးပါတယ်ဗောနော် audio system ဘိုင်းလည်းမဆိုးဘူးဒါပေမဲ့ဒီ Visa 4H ရဲ့ JBL system တွေဒီဘက်ရဲ့ audio system တွေတော့တော်မှတ်မိလာဘူးဗောနော်ambient light တွေဘာညာတော့အဲ့ဒါတွေကတော့တိတ်ပြီးမပြောလို့ဗောနော် interior ဘိုင်းမှာကလုံးဝကျန်တာတော့ဒီဘက်ရဲ့ S07 မှာအဲ့တော့ဈေးနှုန်းဆိုရင် S07 ကပိုပြီးအမြင့်ဆုံးဖြစ်လိမ့်မယ်ထင်တယ်1880 plus နဲ့ရောင်းနေတယ်T5 ကတော့1900ဝန်းကျင်လောက်ဖြစ်လိမ့်မယ် Visa 4H ကတော့2023年ကဈေးမျိုးရှိပါတော့1500နေ2000ဝန်းကျင်ကြားထဲမှာပြေးနေရဖြစ်တဲ့အတွက်ဒါတွေကတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဈေးက150လောက်တော့ကွာလိမ့်မယ်ပေါ့နော်150 200ဝန်းကျင်လောက်တော့ကွာလိမ့်မယ်အဲ့တော့နောက် battery size ကျွန်တော်တို့ကဒီ EV ကိုစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ battery size range ပေါ့နော် range တွေစဉ်းစားတယ်တော်တော်များများတော့ range တွေကိုကြည့်ကြရပါတော့ range ရေးထားတဲ့ range ကိုဖတ်ပြီးသွားဝယ်ကြတာများပါတယ်တကယ်တော့အဲ့လိုမစဉ်းစားဘဲနဲ့သူရဲ့ battery size ဘယ်လောက်ရှိလဲနောက်ဒီကားရဲ့ battery consumption ဘယ်လောက်ရှိလဲနောက်ကျွန်တော်တို့100 km ကိုဘယ်လောက် unit ထိစားလဲဆိုတာမျိုးစဉ်းစားရမှာပါဘာဖြစ်လို့လဲဆိုတော့ဒီ3မျိုးအကြောင်းကျွန်တော်ပြောပြပါမယ်နော်ဒီ Deeper ရဲ့ S07 က battery size ကအကြီးဆုံး 79.9 ဆိုတဲ့80ပဲထားပါတော့ဒီ D5 က 79.2 အဲ့တော့89ပဲထားဒီ2023 Visa 4H တွေက60ခွန်အဲ့လောက်တော့ရှိမှာပေါ့နော်60ခွန်တသမဘလောက်နဲ့တော့နော်အဲ့လောက်ရှိမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဆိုရင် battery ကြီးလေ range ပိုများလေးပါပဲဒါကအကျန်အပြည့်ပေါ့နော်အဲ့တော့ဒီ3မျိုးမှာ battery range အနည်းဆုံးဖြစ်မှာက Visa 4H ဖြစ်သွားပြီအဲ့တော့ Visa 4H ကိုခဏထားပြီးတော့ကျွန်တော်တို့ battery range battery size မှာကွာတယ်2မျိုးပေါ့နော်2မျိုးကို T5 မှာကသူပြောထားတာ range က660ထိရတယ်အဲ့တော့ Deeper S07 က battery size ကြီးတယ်ဒါပေမဲ့ range ကကြတော့615ဝန်းကျင်လောက်ပဲရတယ်အဲ့ဒါဘာဖြစ်လို့လဲပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲ battery size တိတ်ပြီးမကွာဘူးပေါ့နော်နောက်သူတို့နှစ်ခုရဲ့ဒီ motor တွေကြတော့ Deeper S07 က160 kW ပဲရှိမယ်ပေါ့နော်ဒီဘက်660ရဲ့ D5 တွေမှာကြတော့200 kW လောက်ထိထွက်တယ်180ရဲ့200 kW လောက်ထိထွက်တယ်ဖြစ်တဲ့အတွက်kW မှာကြတော့ဒီကောင်ပိုများတယ်ပေါ့နော် D5 ကပိုများတယ် size အရွယ်အစားကားရဲ့အရွယ်အစားကလည်းဒီဘက် S07 ကပိုကြီးနေပြန်ရောအဲ့တော့သူတို့နှစ်ကောင်ရဲ့ acceleration ပေါ့နော်0 to 100မှာလည်း 7.5 တည်းကြီးပဲတိတ်မကွာဘူးဒါပေမဲ့ range ကဘာလို့ကွာနေလဲဆိုရင်အဓိကတော့ဒီရဲ့ S07 က function ပိုများတယ်သူရဲ့ fuel consumption သူရဲ့ battery consumption ပြောမှာနော် battery consumption ကတော့သူရဲ့ battery consumption က18လောက်ထိရှိတယ်ဗျအဲ့တော့သူရဲ့ battery consumption များတဲ့အတွက်သူရဲ့ range က660ဒီ D5 ကိုမှတ်မိတာပေါ့နော်တကယ် accurate မှာဒီထက်ပိုပြီးနည်းပါလိမ့်မယ်ကျွန်တော်အခုလက်ရှိ D5 ကိုစီးနေတော့သူရဲ့
တကယ် actual consumption က16 15 16ဝန်းကျင်မှာရှိတယ်ဒါမြို့ရဲပေါ့နော်အဲ့တော့မြို့ပြင်မှာဆိုရင်12.8 12.5နေ12.8လောက်ထိရှိတယ်73ပဲထားပါတော့အဲ့တော့73ပဲထားမယ်ဆိုရင်တော့သူ့ရဲ့ range က600ကျော်ထိတော့ရတယ်အဲ့ဒါကကျွန်တော်ဒီ lever ကို80 100 110ဝန်းကျင်ထိနင်းနေနောက်ပြီးတော့ အဖြစ်လိုက်တဲ့ပါညာ HUD အကုန်ဖွင့်တယ်ပေါ့နော်ကား fashion အကုန်သုံးတယ်အဲကွန်ကဒီပန်က20ပေါ့နော်ပန်က20နဲ့22 23 24အဲ့လောက်ဝန်းကျင်မှာဒီ temperature 23 24ဝန်းကျင်မှာထားပြီးမောင်းတယ်အဲ့တော့ဒီ5ကတော့ကျွန်တော်အနေနဲ့တော့တော်တော်လေးfuel consumption mile မှာမဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်battery consumption mile မှာမဆိုးဘူးသုံးလို့ကောင်းတယ်သူ့ရဲ့ range ကို reliable ဖြစ်ဖြစ်နဲ့သုံးလို့ရတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီကားတွေကတကယ်တော့ဒီကျွန်တော်တို့ဒီကားတွေက battery ကားတွေဖြစ်နေလို့ဒါပေါ့နော်တကယ် energy consumption နဲ့ရှင်မယ်ဆိုရင်တက်စီကားတွေလောက်တောင်စီစားမတက်တာတော့ဒီ energy consumption မတက်တာဘူးပေါ့နော်ကျွန်တော် battery အားသွင်းတဲ့ဇရိတ်ကတက်တာနေလို့ဒါတက်တာလို့ပြောလို့ရတာတကယ်အမှန်တိုင်းပြောမယ်ဆိုရင် energy consumption ကတော်တော်လေးများတဲ့ထဲမှာပါတယ်ကျွန်တော်အရင်စီးနေတဲ့ Texan 2.0 TRDI 2020 all wheel drive တောင်မှာပဲဒီမြို့ရင်းမှာ810အဲ့လောက်ပဲရှိပြီးတော့မြို့ပြင်မှာဆို 5.5 လောက်ထိအောင်ရတဲ့အတွက်တော်တော်လေးဒီကားတွေက consumption ပိုများတယ်လို့ပြောလို့ရတယ်အဲ့တော့အရွယ်စား site ကြီးတာဝင်မယ်ဆိုရင်ဒီဘက် S07 ကိုရွေးရမှာဖြစ်ပြီးတော့ကျန်တဲ့ဈေးနှုန်းပါညာစဉ်းစားမယ် reliable ပါညာစဉ်းစားမယ် brand image ရွေးမယ်ဆိုရင်တော့ Pizza 4ရွေးကြမလားပေါ့နော်ကျွန်တော်အနေနဲ့တော့အဓိကတော့ဈေးနှုန်းနဲ့တွက်လိုက်တယ်ဒီဘက် S07 မမီဘူးအဲ့တော့ကျွန်တော်ဒီဘက်D5 နဲ့ Pizza 4X ကိုစဉ်းစားတယ်အဲ့တော့ range ပုံများတဲ့ဟာကိုကျွန်တော်ရွေးလိုက်တယ်ကျွန်တော်ရဲ့ရွေးချယ်မှုကအဲ့လိုပဲပေါ့နော်D5 ရဲ့ interior ဘိုင်းလေးလည်းS07 မမီပဲမဲ့တော်တော်လေးတော့မိုက်တယ် physical board တော့မပါတာရယ် battery ဒီ screen lag တာရယ် screen မဲသွားတာရယ်အဲ့ဒါလေးတော့အားနည်းချက်ရှိတယ်တခြားအားနည်းချက်လေးလည်းရှိပါတယ် suspension ဘိုင်းမှာဒီ Texan ကိုမမီတာလေးတော့ရှိတယ်ဒါပေမဲ့အခုချိန်ဒီတော့မဆိုးဘူးเนาะ price to performance ရနေရလို့ခံစားရတယ်ဒါကကျွန်တော်ရဲ့တကယ်သုံးနေတဲ့ဒီ D5 နဲ့တခြားကားတွေကိုရှင်ပြောပြတာပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါဆိုရင်ရွေးချယ်မှုလုပ်လို့ရလောက်မယ်လို့ထင်တယ် interior ဘိုင်းမှာတိတ်ပြီးအရင်ကြီးတော့ကွာနေရမျိုးမဟုတ်ဘူးတကယ် superior ကြဖြစ်စေရင်တော့ S07 ကအတွင်ငန်းလည်းပိုကြီးတယ် size လည်းပိုကြီးတယ်အဲ့တော့ range နဲ့တွက်မယ်ဆိုရင်တော့ D5 ကအများဆုံး brand image နဲ့ကြည့်မယ်ဆိုရင်တော့ Pizza 4X ကအကောင်းဆုံးပေါ့နော်ဒါပေမဲ့ range မှာတော့ Pizza 4X ကအနည်းဆုံးဖြစ်နေတယ်အဲ့တော့မိတ်ဆွေတို့ကိုပဲရွေးချယ်ကြပါကျွန်တော်ရဲ့ဒီရှင်ပြောပြမှုပေါ့နော်ဒါ sharing လုပ်ပေးခြင်းကတော့ဒီလောက်ပါပဲအဲ့တော့မိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိခဲ့ဆိုရင်တော့ကျွန်တော်ရဲ့ video လေးကိုတော့ like လေးလုပ်ခဲ့ပေးကြပါအောင်ဒီ file နဲ့ပတ်သက်လို့သိချင်တာရှိရင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ကျွန်တော်ဒီတလောက်ရွှေ့ပါမယ်ဟုတ်ဖြေပါမယ်ကျွန်တော်အနေနဲ့တော့တကယ် user တယောက်အနေနဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဒါ sharing လုပ်ပေးချင်မှာကျွန်တော်sponsor ပါညာလည်းမရှိပါဘူးဒါကတော့တကယ်အမှန်တိုင်းပြောနေရပါတော့ EVO ဘာလို့ရွေးလဲဆိုရင်စီးကြည့်ကျင်လို့ရွေးတာပါအဲ့တော့ဒီလောက်ပါပဲနောက် video တွေမှာထပ်ပြီးဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့မယ်နော်